သို့တော့အခုခေတ်မှာလည်းပဲကြားနေရတာတွေရှိတယ်နော်ထမင်းတစ်ပွဲကိုဘယ်နှထောင်လောက်ပေးရတယ်မသိဘူးဒီတကားကြီးကတော့တိမယ်ထင်တယ်3ယောက်လောက်စားတာကိုငွေ9000လောက်ကုန်မယ်ထင်တယ်နော်9000လောက်ဆိုတော့မလွန်းဘူးလား3ယောက်လောက်စားတာတယောက်တရားစီ300ဆိုတော်ရောပေါ့အဲ့ဒီလောက်ဆိုရင်တော်ယုံသိမ့်ယုံလောက်စားလို့ဖြစ်ပါသေးလေနော်အဲ့ဒါကို9000လောက်ကုန်တယ်ဆိုတော့မလွန်းဘူးလားဒါဘာကြောင့်တော့ရတရတငါနောက်ကိုလိုက်တာအထူးဆန်းတွေကိုဈေးကြီးပေးပြီးဝယ်စားတယ်အဲ့ဒါလို့ဈေးကြီးပေးဝယ်စားလို့ခန္ဓာကိုယ်မှာပိုပြီးတော့များကျန်းမာရေးတွေတိုးတက်အားရင်ဒီပြည့်ဖြိုးပြီးတော့တခါတည်းနှစ်တွေလတွေနဲ့ချီပြီးတော့များအကျိုးများသွားသလားဒီတနတ်စားပြီးရင်နောက်တနတ်ပြန်စားရတာပဲအဲ့ဒီတော့တရားတန်စားလိုက်လို့6နာရီခန့်နေထောင်9နာရီစားလိုက်လို့ဘနာရီခန့်တယ်လေအလွန်ဆုံး6နာရီပါပဲဘာမှမထူးပါဘူးနော်ပြီးတော့အဲ့ဒါလို့ထောင်9နာရီထမင်းတပွဲဟာကျမ်းမာရေးအတွက်တကယ်ပဲညီညွတ်သလား